ဒီတို့ဘူးတော့ကိုတော့အိမ်မှာလူစားကြတယ်။ဘာလို့လဲဆိုတာကြည့်လိုက်အားရင်ထားမယ်စားလို့ကောင်းလား ကောင်းတာဆက်တော့ဆက်တယ် အတူလေးကစားလို့ကောင်းတယ် Bueno, es claro, como que tú puedes subir en dos a eso, no hay pared. ခုနကလည်းမိုးလေးရွာထားသေးတာမိုးအေးလေးနဲ့ဆိုတော့ပို့ပြီးတော့လိုက်ဖက်သွားတာပေါ့ပြောခဲ့တာပဲအိမ်မှာအကုန်လုံးစားကြတယ်လို့